အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုဖိုင်လေးမှာတော့ format တဲ့ pivot table ရဲ့ format pivot table ကိုပေါ့နော် format ပုံစံပြင်မယ်နောက်တစ်ခုကကြတော့ pivot table ကို up to date လုပ်တာလေးပေါ့နော် update pivot table ဆိုတဲ့ခေါင်းစဉ်လေးနှစ်ခုကိုမျှဝေပေးခြင်းပါတယ်အရင်ဦးဆုံး Excel ထဲဝင်လိုက်မယ်နော်ပြီးတော့ပြီဆိုရင်တော့ရှေ့တစ်ခေါက်ကလောက်ထားတဲ့ပေါ့နော်ဒီ file လေးကိုပဲအသုံးပြုမှာပါဒီမှာဆိုလို့ရှိရင် amount ရဲ့ country ရဲ့နှစ်ခုပေါ့နော်အပေါ်က field လေးနှစ်ခုကိုအောက်ဘက်က area ထဲမှာထည့်ထားပါတယ် filter area မှာတော့ country value area မှာတော့ sum of amount ပါဆိုတော့နောက်တစ်ခုလေးထပ်ပြီးတော့ထည့်မယ်နော် product ပေါ့ product field လေးကိုတော့ row လိုက်ကြည့်ချင်တာဖြစ်တဲ့အတွက် row ထဲဆွဲရွှေ့လိုက်ပါမယ်ဒါဆိုရင်တော့ဒီမှာ row level ခေါင်းစဉ်လေးနဲ့အတူ sum of amount ဆိုပြီးတော့ဒီလိုမျိုးနှစ်ခုရလာပါလိမ့်မယ်ဟုတ်ပြီနော် okay ဒါဆိုဒါ number ပဲဒီထဲမှာ number တွေပဲရှိတယ်အဲ့တော့ format ပြင်တဲ့အခါမှာ pivot table ထဲမှာရှိတဲ့ဒီ number format ကိုအရင်ဦးဆုံးပြင်ပြပါမယ်ဆိုတော့အရင်ဦးဆုံးပြင်တဲ့ number format ကိုဆက်လက်မှတ်ပေးပါဒီမှာဆိုရင်တော့ B17 ကနေပြီးတော့ V23 ထိဆက်ကွက်ဆက်လက်မှတ်လိုက်ပါမယ် pivot table အတွင်းထဲမှာပဲဆက်ကွက် selection မှတ်ထားတာဖြစ်တဲ့အတွက် pivot table fees ကလည်းရှိနေမှာပါ selection မှတ်ပြီးသွားပြီဆိုရင် right click နှိပ်ပြီးတော့ယူလဲရတယ်ဒီအပေါ်ဘက်က pivot table analyze tab ထဲကနေပြီးတော့ယူလဲရပါတယ်အပေါ်ကဆိုယူမယ်ဆိုရင်အပေါ်က pivot table analyze tab အောက်ဘက်က active field group ထဲမှာ fee setting ဆိုတာလေးရှိပါတယ် right click နှိပ်ပြီးယူရင်လည်းပဲ fee setting လေးပဲရွေးပေးပါ right click ဆိုရင်တော့ value fee setting ပေါ့နော်ဒီမှာဆိုရင်ဘောက်ကလေးကြာလာမယ် value fee setting custom နာမည်လေးက sum of amount ပါဒီနေရာမှာ sum ဒီမှာလည်းပေါင်းထားပေးပြီးသားပါနံပါတ်ရဲ့ format design ကိုပြင်ပြမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအောက်ခြေမှာ number format ဆိုတာလေးရှိပါတယ်တစ်ချက်နှိပ်ပေးပါ number format box ကလေးကြာလာပြီးဆိုလို့ရှိရင်တော့ accounting number style လေးကိုရွေးပေးပါဟုတ်ပြီပြီးတော့ရင် decimal ကလေ user တို့ထည့်ခြင်းလည်းရတယ်မထည့်လည်းရပါတယ်ဒီမှာတော့ decimal places ကို1လို့ထားလိုက်မယ် symbol သင်္ကေတလေးကိုတော့ dollar sign သင်္ကေတလေးထားလိုက်ပါမယ် accounting style လေးပါကဲပြီးတော့ပြီဆိုရင်တော့ okay နဲ့ထွက်ပေးပါနောက်ထပ် okay နဲ့ထပ်ထွက်လိုက်ပါဒါဆိုရင်တော့ user တို့ဒီမှာပါဒါက pivot table ထဲမှာ number format ပြင်တာလေးပါရမယ်နော် okay number format ကလေးပြင်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒါက number format ပြင်တဲ့နည်းလမ်းလေးအဲ့တော့ကိုက update လေးလည်းသွားကြည့်မယ် update မပြင်ခင်ဒီအထိကိုစာလေးအရင်ရှင်းပြမယ်နော် format တဲ့ pivot table ထဲမှာရှိတဲ့ data တွေကို format ပြင်မယ်ဟေးဆိုရင်အရင်ဦးဆုံးကိုပြင်မဲ့10ခွက်ကို selection မှတ်ပေးပါဘယ်ကနေဘယ်အထိဆိုတာမရေးပေးထားပါဘူးဘာကြောင့်လဲဆိုရင်တယောက်နဲ့တယောက်မတူမှာဖြစ်တဲ့အတွက်ပေါ့နော်ကျမကဒီမှာတော့ဒီ file လေးကိုသုံးတယ်ဆိုပေမဲ့ user တို့ကဒီလို file ဟုတ်မနေဘူးဆိုရင်10ခွက်တွေကလည်းမတူဘူးဖြစ်မှာဆိုလို့ပါနော်ဆိုတော့ကိုကြိုက်တဲ့10ခွက်ကို selection မှတ်ပေးပါပြီးရင်တော့အပေါ်ဘက်က pivot table analyze tab ထဲက active field group ထဲမှာ fee setting ဆိုတာလေးကိုရွေးလိုက်ပါဒါဆိုရင်တော့ဒီလို value fee setting ဆိုတဲ့ box လေးကြာလာပါလိမ့်မယ်ဒီ box လေးကြာလာပြီးဆိုလို့ရှိရင်တော့သူက sum of amount sum ပေါင်းပြီးသားဖြစ်တဲ့အတွက် format design ပဲပြင်မှာဖြစ်တဲ့အတွက် number format ဆိုတဲ့ဒီ button လေးမှာနှိပ်ပေးပါဒါဆိုရင်တော့ဒီလိုမျိုးနောက်ထပ် dialog box တစ်ခုလောက်ကြာလာပါလိမ့်မယ်အဲ့ဒီတွေကနေပြီးတော့ accounting ဆိုတာလေးကိုရွေးပေးပါ decimal places နေရာမှာ user တို့စိတ်တိုင်းကြထားလို့ရပါတယ်ပြီးရင်တော့ okay နဲ့2ကြိမ်ထွက်ပေးပါဒါကတော့ format ပြင်တဲ့နည်းလမ်းလေးပေါ့နော်လွယ်လွယ်ကူကူလေးပဲရေးပြထားတာပါတကယ်တော့ဒီထက်ပိုပြီးကောင်းအောင်လည်းလုပ်လို့ရပါသေးတယ်နောက်တစ်ခုကကြတော့ update fee လေးကြောင့်ဆက်သွားရအောင်နော်ဒါဆိုရင်တော့ update fee လေးလုပ်ဖို့အတွက်အရင်ဦးဆုံး Excel ထဲပြန်ဝင်လိုက်ပါမယ် update fee ကကြတော့လေဒီ pivot table ထဲမှာပြင်မှာမဟုတ်ဘူးအပြင်က data ချက်လက်ကိုပြင်မှာပါအဲ့တော့အပြင်က data ချက်လက်မှာဆိုရင် country ကိုတစ်ချက်လောက်ကြည့်ပေးပါဦးနော် country ထဲမှာဆိုရင် Australia, Canada, Germany, New Zealand, United Kingdom, United States ဒီနိုင်ငံတွေရှိတယ်ပေါ့နော် okay ဒါဆိုရင်နောက်ထပ်နိုင်ငံတစ်နိုင်ငံလောက်ထပ်ထည့်ကြည့်ရအောင်သို့မဟုတ်လည်းပဲ changes လုပ်ကြည့်မယ်ပေါ့နော်ထပ်မထည့်တော့ changes လုပ်လိုက်မယ်နော် okay ကဲဒါဆိုလို့ရှိရင်တော့ဘယ်နိုင်ငံလေးကို changes လုပ်မယ်ဆိုရင် F3 မှာ click လေးတစ်ခြားနှိပ်လိုက်မယ်သူကအပြင် data ဖြစ်တဲ့အတွက်ကြောင့်မလို့ pivot table ကပျောက်သွားလိမ့်မယ်နော်ရတယ်ကိစ္စမရှိဘူးဒီနေရာမှာ user တို့နိုင်ငံတစ်နိုင်ငံလောက်ထည့်ပေးပါစိုက်တဲ့နိုင်ငံကိုထည့်လို့ရပါတယ်ပြီးတော့ enter လေးခောက်လိုက်ပါ okay ဒီမှာရောက်သွားပြီဆိုပေမဲ့ pivot table မှာနှိပ်ပြီးတော့ပြန်ကြည့်ကြည့်ရအောင်ဝင်သွားပြီလားလို့ပေါ့နော်ဒီမှာဆိုရင်ခုနကရိုက်လိုက်တဲ့ဂျပန်ဆိုတာဝင်မနေသေးပါဘူးအဲ့တော့ဒီ pivot table အတွင်းထဲမှာပဲ right click တစ်ချက်နှိပ်ပေးပါကြာလာတဲ့ list တွေကဘာလေးရွေးပေးမလဲဆိုရင် refresh ဆိုတာလေးနှိပ်လိုက်ပါ
Okay နှိပ်ပြီးသွားပြီဆိုရင်တော့ country ရဲ့ဘေကရကထောင်ဝဲတို့များလေးကိုနှိပ်လိုက်ပါဒါဆိုရင်ဒီနေရာမှာဂျပန်လေးဝင်လာပါလိမ့်မယ်ပြီးရင်တော့ okay နဲ့ထွက်ကြည့်ပါဒါကတော့ဂျပန်ရဲ့ total account လေးပဲဖြစ်ပါတယ်ဒီမှာစစ်ကြည့်လို့ရပါတယ် break လေးပေါ့နော်ဒါကြတော့ up to date ထည့်တဲ့လုပ်ငန်းစဉ်လေးပါ user တို့လည်းပဲကိုကြိုက်တယ်လို့လေစစ်ထုတ်တာမျိုးထည့်တာမျိုးတွေလုပ်လို့ရပါတယ် update လုပ်လို့ရတယ်လို့ပြောချင်တာပါကဲဒါဆိုလို့ရှိရင်တော့ကြည့်ရအောင်เนาะ update လုပ်မယ်ရေးဆိုရင်တော့ကိုက update လုပ်မယ်10ခွက်မှာ click နဲ့ကိုတတ်မှတ်ချင်တဲ့တန်ဖိုးတစ်ခုသို့မဟုတ်လည်းနာမည်တစ်ခုရိုက်ထည့်လိုက်ပါပြီးရင်တော့ pivot table အတွင်းထဲမှာ right click လုပ်ပြီးrefresh နှိပ်လိုက်တာနဲ့တင်မဲ့ up to date ဖြစ်သွားပါလိမ့်မယ်ဒါဆိုရင်တော့ဒီထိရမယ်လို့ထင်ပါတယ်နောက်ထပ် pivot table နဲ့ပတ်သက်ပြီးတော့နောက်ထပ်ဆက်လက်တွေနဲ့ပြန်လာခဲ့ပါအောင်မယ်เนาะဒီဗီဒီယိုဖိုင်လေးမှာတော့ဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်